အားလုံးပဲမင်္ဂလာပါရှင် Global Korea Language School ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဒီပေါ့နော်ပေါ့ပေါ့ပပနဲ့လေ့လာလို့ရမယ်ဒီကိုရီးယားမင်းလေးအချို့ကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်အဲ့တော့အရင်ဆုံးဒီမှာကြည့်ရအောင်ဒီနေ့စပြောပြပေးမှာကတော့ဒီဘုံရှိချစ်ပဲဖြစ်ပါတယ်ဘုံရှိချစ်ဆိုတာကတော့မုံပဲတရေစာဆိုင်ဒါမှမဟုတ်ရင်အပေါ့စားစားတောက်ဆိုင်ဖြစ်ပါတယ်အပေါ့စားစားတောက်ဆိုင်ဆိုတာလွယ်လွယ်ကူကူစားလို့ရတဲ့စားစားမျိုးဆိုလိုတာပါဘုံရှိချစ်ဆိုတာကတော့မုံပဲတရေစာဆိုင်ကိုရီးယားမှာဆိုရင်ဒီလိုဘုံရှိတွေကိုအများကြီးတွေ့မြင်ရမှာပဲဖြစ်ပါတယ်အဲ့တော့လွယ်လွယ်ကူကူအလွယ်တကူလိုက်ပြီးတော့ကြလို့ရပါတယ်ဘုံရှိချစ်မုံပဲတရေစားဆိုင်ဟုတ်ပြီဒီမုံပဲတရေစားဆိုင်မှာဘာတွေရလဲပေါ့နော်ဒါဆိုရင်ကြည့်အောင်ဒီမှာကတော့တော့ပိုကီတော့ပိုကီဆန်မုံချိုဆက်ဒီဆန်ချောင်းလေးတွေကိုချိုဆက်လေးလုပ်ထားတာဖြစ်ပါတယ်တော့ပိုကီဆန်မုံချိုဆက်နောက်တစ်ခုကတော့ဟတ်တိုကုဟတ်တိုကုဟော့တော့ပဲဖြစ်ပါတယ်ဒီဟော့တော့ချောင်းလေးတွေကတော့အကုန်လုံးလည်းသိပြီးသားပဲပေါ့နော်နောက်တစ်ခုကတော့စွန်ဒေဝက်ဦးချောင်းရိုးရိုးဝက်ဦးချောင်းမဟုတ်ဘဲနဲ့ပဲကြာဆန်အစားတွတ်ထားတဲ့ဝက်ဦးချောင်းဖြစ်ပါတယ်ဒီဟာတွေကိုဒီရဲ့ဘုံရှိချစ်မှာအလွယ်တကူတွေ့မြင်နိုင်ပါတယ်နောက်ပြီးတော့ tree kim အကျော် tree kim အကျော်ဒီအကျော်လေးပဲဒီရဲ့ဘုံရှိချစ်မှာရပါတယ်နောက်ပြီးတော့ kimbap ထမင်းလေးเนาะဒီဟာတွေကဘုံရှိချစ်မှာရတဲ့စားစာတွေပဲဖြစ်ပါတယ်နောက်တစ်ခုကတော့အော်မှုအော်မှုဆိုတော့ငါးအသားချောင်းဒါမှမဟုတ်ငါးအသားပြားဒါတော့ဒီမြန်မာပြည်မှာလဲလွယ်လွယ်ကူကူဟုတ်တယ်မလားအော်မှုဆိုင်တွေမှာရပါတယ်သူကတော့အော်မှုငါးအသားချောင်းဒါမှမဟုတ်ငါးအသားပြားလာမြောင်ကတော့အားလုံးသိတဲ့ခောက်ဆွဲပြုတ်ပဲဖြစ်ပါတယ်လာမြောင်ခောက်ဆွဲပြုတ်နောက်တစ်ခုကတော့တော့ကိုချီဒီဆန်ချောင်းလေးတွေကိုထားဖို့တော့ကိုချီလို့ခေါ်ပါတယ်။သူကဆန်မုံချောင်းလေးတွေကိုကင်တာပေါ့နော်။ချိုဆက်ဆော့ကလေးကိုစမ်းပြီးတော့ကင်ထားတာပဲဖြစ်ပါတယ်။အဲဒါကိုဆန်မုံချောင်းကင်တချို့ကြလည်းကင်တာထက်စီနည်းနည်းလေးနဲ့ကြော်လိုက်တာလည်းဖြစ်တဲ့အတွက်ကြောင့်ဆန်မုံချောင်းကင်ဒါမှမဟုတ်ဆန်မုံချောင်းကြော်ပေါ့နော်။နောက်တစ်ခုကတော့ဂင်မာဒီဂင်မာရီကကြတော့ပဲကြာဆန်ရင်းနှီးလိပ်ကြော်ပဲကြာဆန်ကိုရင်းနှီးနဲ့လိပ်ပြီးတော့အကြုံမုံနဲ့ကြော်ထားတာပဲဖြစ်ပါတယ်ဒါတော့ဂင်မာဒီလို့ခေါ်ပါတယ်ဂင်မာဒီနောက်ပြီးတော့မန်ဒူဖတ်ထုတ်မန်ဒူဖတ်ထုတ်ဒီဟာဒီအကုန်လုံးကခုနကဘုံရှိချင်မှာရတဲ့စားစာတွေဖြစ်ပါတယ်အိုဒင်းအိုဒင်းကကြတော့ငဖယ်ချောင်းဒါမှမဟုတ်ငဖယ်ပြားဒါမှမဟုတ်ငဖယ်ချောင်းပေါ့နော်လို့ခေါ်ပါတယ်နောက်တစ်ခုကတော့ဒီမှာဟမ်ဘောဂါဟမ်ဘာဂါလည်းပဲရပါတယ်ဟမ်ဘာဂါကတော့ရတဲ့ဆိုင်ရတယ်လို့မရတချို့ဆိုင်တွေလည်းမရဘူးပေါ့နော်ဒါတွေကတော့ဘုံရှိချင်မှရတဲ့အစားအစာတွေပဲဖြစ်ပါတယ်တနည်းကိုနည်းနည်းဒီချိန်နဲ့ဒူမီနင်းလေးတွေကိုရီးယားစာလေးတွေလေ့လာကြည့်အောင်နော်ကဲဒါဆိုရင်တစ်ခါတော့အတန်ထွက်ချပေးပါမယ်ပြန်ပြီးတော့လိုက်ပြီးတော့ဆိုကြည့်ရအောင်ဘုံရှိချစ်떡볶이떡볶이핫도그순대 튀김 튀김 김밥 어묵 어묵 라면 떡꼬치 김말이 만두 오뎅 햄버거ဒါဆိုရင်ဒီနေ့ဒီမီနင်းလေးတွေကိုအလွတ်ရသွားလိမ့်မယ်လို့ယုံကြည်ပါတယ်ရှင်။ကဲဒါဆိုရင်နောက်တင်ခန်းစာလေးမှာပြန်တွေ့ကြမယ်နော်။အားလုံးပဲအညွန်달력은 지워진 약속들 시간만 꾸준히 출근한다 책은 짧고 마감은 길다 웃음은 날당량 감정은 대기 하루를 다 써도 남는 건 피로와 알람뿐이다 난 시간의 알바다